ကဲဘယ်သူတွေဘယ်လောက်ဖို့ရကြလဲနှစ်စစ်တယ်နော်ဒီနေ့ကကျွန်တော်ပြီးလိုက်တဲ့ခဏလေးပါနော်နှစ်ထိပ်စီ6နောက်ပိတ်နဲ့နှစ်6ဆိုတဲ့တစ်ခွက်ရယ်နော်နှစ်3ဆိုတဲ့တစ်ခွက်ရယ်နှစ်8ဆိုတဲ့တစ်ခွက်ရယ်နော်3ခွက်ထဲပါဒီညနေတော့ပြီးထားတာနော်မနေ့ကလည်းဒီထက်ပူကောင်းအောင်လို့ site ကလေးတွေထပ်ရှာပေးထားပါဦးမယ်ကျွန်တော် site ကလေးတွေကိုသဘောကျတယ်ဆိုလို့ရှိရင်တော့ like and subscribe လေးနဲ့အားပေးကြပါဦးခင်ဗျာကဲဒီညနေဘယ်လိုဘယ်လောက်ဖို့ရကြလဲနှစ်6နှစ်3နှစ်8 3ခွက်တယ်နော်ကဲ like and subscribe လေးနဲ့အားပေးကြပါဦးဗျာကျွန်တော် channel လေးကိုကျေးဇူးတင်ပါတယ်မနေ့ကအတွက်လည်းဒီထက်ပူကောင်းအောင်ရှာထားပေးပါဦးမယ်ခင်ဗျာကျွန်တော် channel လေးဝင်ကြည့်ပြီးတယောက်ချင်းစီတိုင်းကိုလည်းကျေးဇူးတင်ပါတယ်ဒီညနေထွက်သွားတဲ့ကနေလေးပေါ့နော်နှစ်8တယ်နော်နှစ်8ဆိုတဲ့ကနေလေးပါ